သူမရဲ့မွေးနေ့ပါတီကိုပျော်ရွှင်မှုနဲ့စတင်ခဲ့ပေမဲ့မိနစ်အနည်းငယ်အတွင်းမှာပဲတိတ်ဆုံးမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ယာကာတာရီနာဒန်ဂူဟာသူမအသက်29နှစ်ပြည့်မွေးနေ့ကိုအပန်းဖြေစခန်းတစ်ခုမှာကျင်းပတာပါ။သူမရဲ့ခင်ပွန်းကသူ့မိန်းမအတွက်ထူးခြားတဲ့အစီအစဉ်လုပ်ထားတာကိုတော့သူမမသိခဲ့ပါဘူး။သူတို့ကအပူခန်းထဲမှာထိုင်ပြီးနောက်ပိုင်းမှာအေးမြဖို့ရေကန်ထဲခုန်ချကြပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့ခင်ပွန်းကအချိန်ရောက်ပြီဆိုတာသိသွားပါတယ်။သူကတခြားသူတွေကိုလျင်မြန်စွာလက်ဟန်နဲ့အချက်ပြခဲ့ပါတယ်။သူတို့အားလုံးအခန်းထဲကထွက်သွားပြီးပြန်ဝင်လာတဲ့အခါအထူးဝတ်စုံတွေမျက်မှန်တွေကိုဝတ်ထားကြပါတယ်။သူမကဘာဖြစ်နေလဲဆိုတာမသိပေမဲ့သူမရဲ့ခင်ပွန်းကယုံမလို့ပြောခဲ့တာကြောင့်သူမခင်ပွန်းယုံခဲ့ပါတယ်။စော်နာကအခန်းကိုပို့ပြီးပူအောင်လုပ်နေချိန်မှာသူတို့အားလုံးဝတ်စုံထဲမှာချွေးထွက်နေကြပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့ခင်ပွန်းကအကောင်းဆုံးဖြည့်ရှင်းချက်ရှိနေပြီလို့ထင်ခဲ့ပါတယ်။သူကအကြီးစားရေခဲတစ်တာတစ်လုံးကိုလှည့်ယူလာပြီးဖွင့်လိုက်တဲ့အခါရေခဲ25ကီလိုဂရမ်ပါတယ်။သူတို့ကနားမလည်တယ်လို့ဖြစ်ပေမဲ့ရေကန်ကိုပြလိုက်တော့သူတို့နားလည်သွားကြပြီ။အေးမြသွားမယ်မိခိုးလိုမြူကိုးလေးတွေထွက်လာမယ်ဆိုပြီးအားလုံးပျော်ရွှင်သွားကြတာပေါ့။သူတို့ကပျော်ရွှင်ပြီးရေခဲကိုရေကန်ထဲပစ်ချလိုက်တဲ့အချိန်မှာချက်ချင်းပဲမြူကိုးကြီးတစ်ခုဖြစ်လာပါတယ်။သူတို့ကရေမောဗီဒီယိုရိုက်ကခုန်နေကြပြီးဘာဖြစ်နေလဲဆိုတာမသိကြပါဘူး။တချို့လူတွေကိုရေကန်ထဲထိုးချပြီးသူမရဲ့ခင်ပွန်းလည်းအော်ဟစ်ပြီးခုန်ချလိုက်တာပေါ့။ဒါပေမဲ့သူတို့ပါတီလုပ်နေချိန်မှာရေကန်ထဲကလူတွေကိုမမြင်နိုင်တော့ပါဘူး။သူတို့ကအသက်ရှူခတ်လို့အကူအညီတောင်းနေကြတာပါ။ရေခဲဟာကာဗွန်ဒိုင်အောက်ဆိုက်တာဖြစ်တယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။မြူကိုးအတွင်းမှာကာဗွန်ဒိုင်အောက်ဆိုက်တွေပြည့်နေခဲ့တာကြောင့်အသက်ရှူလို့မရတော့ပါဘူး။သူတို့ကမြူကိုးတွေပျောက်သွားတဲ့အထိဆက်ပြီးပါတီလုပ်နေကြပါတယ်။မြူကိုးတွေပျောက်သွားချိန်မှာတော့လူ3ယောက်ရေကန်ထဲမှာအသက်မရှိတော့ပါဘူး။သူတို့အော်ဟစ်ပြီးကူညီဖို့ကြိုးစားကြပေမဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူမိတဲ့အတွက်သူတို့ကိုယ်တိုင်မှာသတိလစ်သွားကြတာပေါ့။သူမကဆေးရုံမှာသတိရလာခဲ့ပြီ။သူမရဲ့ခင်ပွန်းကတော့အသက်မရှင်နိုင်တော့ပါဘူး။ Bang